ဒါဆိုနံပါတ်4ထည့်ထားတာ free မလုပ်ဘူးနော်ဟိုနံပါတ်4ထည့်ပြီးတော့ရှေ့ free ရိုက်ကြည့်တယ်မလုပ်ဘူးပိန်းလိုက်လဲနေအလို့မလို့ချင်းရမလဲဆိုတော့ဒီကောင်ကနှစ် shot ရှော့ပြီးရှေ့ကိုပုံလှည့်ကြည့်လိုက်ဒီမှာပေါ့နေတယ်မှာနော်နောက်ကိုပြန်လှည့်မယ်ချွတ်တဲ့ဘက်ကိုပြန်လှည့်မယ်နော်အဲ့မှာလေးလာတဲ့နေရာလေးရှိတယ်လေးလာတဲ့နေရာလေးကိုနည်းနည်းထားလိုက်အဲ့နေရာမှာထားလိုက်နော်အဲ့ပြန်ကြည့်ကြည့်ဒါဆိုတာ pre လုံးလုံးလွတ်သွားပြီပါနော်